နိုင်ဝယ်လာတဲ့ဟာဟုတ်ခဏနိုင်ဝယ်လာတိတာပေါ့ဒီနာကြီးလားအော်လည်းလည်းအောင်ရောက်နေဟေးဝစ်တာလေဒါဒီနာကြီးကကျွန်တော်မိမကျွန်တော်တခါသွားကြည့်တော့ Sherry ဦးကနေပြီးတော့ကြီးလိုက်တော့ပထမသူ့ရဲ့ brand စစ်က300ကျော်ဒါမဲ့ဒီဥစ္စာကျွန်တော်အရန်နဲ့ကြိုက်တယ်သူကဒီမှာဆိုတိုင်တဲတွေအကုန်ပါတယ်လုံးဝစမတ်ကြရဲ့နာကြီးဗျာနော်စမတ်လုံးဝကြရဲ့ဒီနာကြီးမျိုးကတောင်းဘယ်နေရာမှမရှိဘူးအဲ့ဒါကျွန်တော်မိမကျွန်တော်လက်ဆောင်ဝယ်ပေးတာပါဈေးကတော့ခုနကျွန်တော်ပြောတဲ့ဈေးမရှိအများကြီးနှိမ့်အများကြီးနှိမ့် Sherry ဦးကခံမှန်းကြည့်ပါဗျာဒီနာကြီးနော်ခံမှန်းကြည့်ပါတော့ဒီနာကြီးခံမှန်းကြည့်ကိုသိတာပေါ့ကိုကသိတယ်လေကိုကဒီမှာဘောင်ချလဲကြည့်ပြီးပါဘောင်ချလဲကြည့်ပြီးပါကြောင်မိမကြောက်ဒီတစ်ပတ်မှာဆိုရင်လက်စွပ်အရင်ဆုံးပေါ့နော်လက်စွပ်ပြီးတော့နာကြီးပေါ့အဲ့ဒါကျွန်တော်လက်ဆောင် surprise တဲ့နော်တော့နှောင်းတဲ့ခလေးတယောက်ထည့်ရလို့တဲ့ကျွန်တော်တို့ခလေးကတော့ကျွန်တော်နည်းနည်းလေးပဲအများကြီးမဟုတ်ကျွန်တော်ပြဒီမှာကျွန်တော်အရင်ဆုံးပြမယ်ဒီမှာ1နော်1အဲ့ဒီပြတယ်1ပြီးတော့တာလီကျော်က1ပြီးတော့တာလို့ဒီနားကနေမ2ဒီမှာ2တာရဲ့သမီးရဲ့ရှိတယ်အဲ့ဒါကိုပြောဝေးတော့6ကလေးနှောင်ဝေးတော့ဟိုက်လိုလေးဒီပါခမညာကျွန်တော်နာမည်ကိုတိန်းနေခေါ်ပါတယ်1 2 3ကိုတိန်းနေဒီကျွန်တော်တို့ကပြင်းဖို့ကောင်းတယ်ပြင်းဖို့ကောင်းတော့ကျွန်တော်ဘာလုပ်နေရသိကောင်းမှမဖြေခဲ့ဘာလုပ်နေတဲ့တီးကြလားလက်ဆောင်ဝင်ပြီးရှေ့ထောက်တော့ရှေ့တစ်ပတ်ကနော်ရှေ့ပတ်နောက်တစ်ပတ်နော်အဲ့လိုအခုဟာကလေးလေးကတားများတဲ့ခါကျတော့သူ့မေကခုနကကလေးတော့ပြန်တည်နေမကြီးပေါ့နော်နိုင်ရလေတကယ်ဒီနိုင်ရဲ့ဗဒန်းရဲ့အခြေအနေကဒီမှာဗျာဟာဒီလိုပြရင်မြင်ရလို့သူ့ရဲ့ဒီ sunlight စတီးလေးပေါ့ဘယ်လိုပြောမှဆိုရင်တော့နော်ကျွန်တော်သွားကြည့်တယ်ပထမသွားကြည့်တော့ကအတ္တိယနိုင်ရသူ့ရဲ့ original အစ်စ်ပြင်းနိုင်ရ